Hello မင်္ဂလာပါရှင်ဒီနေ့ကျွန်မသွားမယ့်နေရာလေးကိုလိုက်ကြည့်ကြအောင်เนาะဒါကတော့မြင်းဒီကုန်းမှာအသစ်ဖွင့်လိုက်တာတဲ့ King Natural Western နေရာကိုကျွန်မသွားပါမယ်စာဆုံးလိုက်ကြည့်ကြနော်ဒါတော့ reception မှာသူတို့ရနိုင်တဲ့ service တွေကိုငွေအမောင်းနဲ့အတူရေးထားပါတယ်အဲ့ဒါကိုကျွန်မကတခုချင်းစီရှင်းပြခိုင်းနေပေါ့နော်ညီမလေးကတော့တည်တည်ချာချာစိတ်ရှည်စွာနဲ့ပဲကျွန်မကိုရှင်းပြပေးပါတယ်ကျွန်မကတော့ဘီကနီ area ကိုလုံးမဖြစ်တဲ့အတွက်ကျွန်မဒီချာလေးကျွန်မလုံးမဲ့ area ကိုကျွန်မဒီချာလေးတပေါ်ပေါင်းနားလည်အောင်ရှင်းပြခိုင်းနေပါတယ်ဒါတော့သူတို့ဆိုင်မှာရှိတဲ့ product လေးတွေကိုကျွန်မလိုက်ပြီးတော့ဆက်စုနေတာပါဒါတော့အဲ့ဒီညီမလေးကတော့တည်တည်ချာချာရှင်းပြပါတယ်ဒီ product လေးတွေဒီ video လေးလို့သုံးနေဆိုတဲ့အကြောင်းလေးကိုဒီ product လေးတွေတည်ချာရှင်းပြပါတယ်ကျွန်မဆိုင်တစ်ဆိုင်လုံးရဲ့ product တွေကိုလိုက်ဆက်စုခဲ့ပါတယ်ဆက်စုခဲ့ပြီးတော့ဝါသွားလို့ကျွန်မခဏထိုင်နေပါတယ်ဒါကတော့သူတို့ waiting ပေါ့နော်ခဏစောင့်ခိုင်းနေပါတယ်ကျွန်မကိုလည်းမရောက်သေးလို့ကျွန်မတော့ပြစ်ပြန်နေပါတယ်တော့ပြင်းနေတဲ့တပုံတွေရိုက်နေပါတယ်ကျမတို့တော့ပြင်းတပုံရိုက်နေပါတယ်ကဲကျမအလဲရောက်တော့မယ်ပေါ့နော်မကြခင်ကျမအလဲရောက်ပါတော့မယ်ကဲကျမကိုခေါ်ပြီးဖြစ်တဲ့အတွက်ကျမအပေါ်တက်သွားပါတယ်သူတို့ရဲ့အပေါ်ထက်လေးမှာတီးတက်အခန်းကလေးတွေရှိပါတယ်တီးတက်အခန်းလေးတွေမှာပဲလောက်ကြတာပေါ့နော်တယောက်တည်းတီးတက်အခန်းလေးတွေမှာလောက်ရပါတယ်ရှင်ကဲကျမလုံမှာဖြစ်တဲ့အတွက်ကျမဝတ်စားလဲပါမယ်ဒါတော့တို့အောင်မရှိ NGO ဝစာအကုန်လုံးကိုချွတ်ကပါတယ်အောက်ပိုင်းတဒေတာလုံးကျွန်မချွတ်ရပါတယ်စလို့ပါမယ်ဆက်ဆက်ဦးဆုံး first time ဆိုတော့တွေ့ကြုံမရှိတော့နည်းနည်းလေးနားလိုက်ပါတယ်နောက်ပိုင်းတော့သူတို့လုံတာလေးတွေတိတ်မနာတော့ဘောနော်သူတို့ထဲအစီလေးသူတို့ထဲတဲ့ King Natural လေးတွေကပို့ပြီးတော့ပူလေးနဲ့ဆိုတော့လေတိတ်တော့နာချင်းတိတ်မရှိတော့ဘောနော်ဒါပဲစက္ကနဲ့ကိုလုံတိုက်တဲ့အချိန်လန့်သွားတဲ့အချိန်တွေတော့ရှိရပါတော့ကြောက်စိတ်ကဝင်နေတာပေါ့နော်အဲ့လောက်ကြီးအနာထဲမှာတော့မပါဘူးကြောက်စိတ်လေးဝင်နေတော့ကွာအဲ့လိုမျိုးငါဒီလိုလုံနာမလားဒီလိုလုံနာမလားနဲ့မိနေတာပေါ့နော်အမှန်တော့ကြောက်စိတ်လေးဝင်နေလို့ပါအဲ့လောက်ကြီးတော့မနာဘူးပေါ့နော်ဒါတော့သူလုံနေတဲ့အချိန်ကျမတို့သူလုပ်ပြီးတဲ့အချိန်ပေါ့နော်ဝါစင်လုပ်ပြီးတဲ့အချိန်မှာကျမကိုသူတို့လေးစကားပြောရပေါ့နော်စကားပြောရအောင်ကျမနားထောင်နေပါတယ်ကျမလည်းဆက်စုနေတာပေါ့နော်သူတို့ဟိုတောင်းမင်းမြောက်မင်းနေအဲ့ဒီချိန်မှာသူတို့ကလက်စားလေးတက်နေပါတယ်လက်စားလေးတက်နေပါတယ်ပေါ့နော်ကဲကျမပြီးပါတော့မယ်လက်စားလေးတက်တဲ့အချိန်မှာဒါ baby skin လေးရတော့ပါပြီတင်းဒီပါပြီဒါတော့အခုဒီဇိုင်းလေးကိုသွားလုပ်ကြပါလို့ recommend ပေးချင်ပါတယ်ဝန်ထမ်းလေးလည်းစိတ်ရှိပြီးတော့အပျော်စရာလေးတစ်ခုဖြစ်ခဲ့ပေါ့နော်ဂျင်းနဲ့စရာလေးတစ်ခုဖြစ်မှသိကြပါတယ်သွားလုပ်ကြည့်ကြနော်တတာ